တို့ညစဉ်တိုင်းတွေ့ကြတယ်တွေ့များကြံရှိနေသေးတယ်ဘဝရဲ့ပိုက်ဆောင်တစ်ချိန်မှာငါရဲ့အသက်ဟာ35နောက်45နေနဲ့ညနဲ့ကြောင်ညာငါထိုင်စင်းစားလမ်းမီးများရဲ့အောက်မှာငါတို့စတွေ့ကြတယ်မနဲ့တွေ့နဲ့ခွဲရစ်တဲ့ညနေဖြစ်နေပြက်တွေမတူညီပေမဲ့သိချစ်ခဲ့ခြင်းတွေတခြားမှာသုံးတဲ့မှတ်ဉာဏ်တွေနဲ့တခြားမှာရှိတဲ့ကြောင်ရာတွေတခြားမှာဖြစ်တဲ့ပြဿနာတွေခေါင်းထဲမှာပြည့်နေနေလဲမတော့မှမမေ့တဲ့စိတ်မှာမင်းတို့ရှိနေသေးပါကြောင်းကျက်ခေါင်းလောင်ထိုးတဲ့ကြားမိတိုင်းမှာငါတို့ရံဖြစ်ခဲ့တာငါတို့ပြန်ချစ်ခဲ့တာစိတ်လှရှားခဲ့ဘူးတာတွေအကုန်ပုံမင်းသွားပြီလားမူလာတန်းအလေတန်းနဲ့အထက်တန်းဘဝတွေအခုချိန်မှာပြန်တွေ့ရင်တွေခုံငါလွမ်းစွနေရင်ထိုင်ငါရေးတဲ့တချင်းဘဝရထားသွားနေလဲတငယ်ချင်းတွေကအဆင်မြဲဒီဝကူနာဆုံးတွေ့ခဲ့ရစနေတို့တွေအတူရှိခဲ့တာနောက်ဆုံးတော့ချေပြန်ပြီးခွဲခွာနေချင်ရစေထာရဝေကွာချိန်မှာငွေကြေးများနဲ့လောက်ကန်ရှိလာမဲ့ဟိုစဉ်ကလေးဘဝလောက်ပြောစရာတွေလည်းမကောင်းတော့တာအမှန်ပဲစပိန်တွေစီးခဲ့ကြတယ်တို့လမ်းတွေရှောက်ခဲ့ကြတယ်စကြနောက်ကြစိတ်ဆိုးကြရင်စာတွေချက်ခဲ့ကြတယ်စိတ်ကောက်ကြတာရှိတယ်ပြန်ချော့ခဲ့ကြဘူးလေအိမ်မှာနေနေရင်းနဲ့ပဲတယ်လီဖုန်းတွေပြောခဲ့ကြတယ်ခါလေးမှာအပေါင်းအသင်းနဲ့ကြပြစာအုပ်တွေလုပ်တယ်ရင်းတွေပါတွေမောရင်းနဲ့ရီစားလေးတွေထားတယ်အဆောင်မှာမိတွေထုံးနဲ့ချိန်ကစ်တာတီးခဲ့ကြတယ်တကုတ်ရဲ့အသက်ကွဲတဲ့တချင်းတွေဒီဇင်ဘာရဲ့နှင်းတွေပြန်မြင်ရောင်ရှင်းနဲ့ငါအိပ်ရထက်မှလူသိမ့်နေကောင်းကလေးနဲ့ကောင်းမလေးကနေအမျိုးသားနဲ့အမျိုးသမီးအဖိုးကြီးနဲ့အဖွားကြီးဖြစ်တဲ့အချိန်တွေအထီးဘဝဆိုတဲ့ဖိနတ်ကြီးကိုငါတို့တွေစီသွားရမှာပါပဲကဲထားလိုက်ပါတော့တနေ့နေ့မှာတော့ကွာပြန်ဆုံးမှာပေါ့ချစ်တဲ့တငယ်ချင်းများဆုံးတွေ့ခဲ့စနေတို့တွေဒူရှိခဲ့တာနောက်ဆုံးတော့ချစ်ပြန်ပြီးခွဲခွာတငယ်ချင်းများချာပါဝေးကွာတွေရောက်စီတိုင်းဆုံတွေ့နေရနောက်ပြီးရင်ခွဲခွာသွားဒါလူဘဝဆိုတာတွေငါအတွက်သင်ခန်းစာကဘာဟာနေမင်းကြီးကိုတပတ်ပြီးတပတ်လဲပတ်နေရငါရင်ထဲမှာတတိတရအမှတ်တရရှိခဲ့ရနေရမြပြန်လက်နားလည်မှုနဲ့ရှင်းမှာအပြောင်းလေးတွေခံစားမနေ့ဖြန်ကြောင်စဉ်းစားရင်မနေ့ကဆိုတာကိုတန်တာငါတို့တွေတယောက်ကိုလေးတနေရာစီဝေးသွားနှက်ရှာကိုပူဇော်ကြရပန်းလှူတဲ့လက်ပွားပေါ်မှာပန်းရည်နဲ့လေးတွေပြင်းပြခွေးကြံခဲ့သလိုပါနှက်ရှာများပူဇော်ပွဲမှာသာရုပေါ်ပါအလူမောဒနာတောင်းရတော့ချစ်တပည့်တို့ရကြမှာစိတ်ချယုံကြည်စွာကာယဝစီတို့ချီတာဒီတိလင်္ကာပူဇော်တော်တာအိုးချစ်စွာတော်ချစ်စွာတော်အိုးပဲမြတ်စရာအိုးချစ်စွာတော်ချစ်စွာတော်အိုးပဲမြတ်စရာအိုးချစ်စွာတော်ချစ်စွာတော်အိုးပဲမြတ်စရာတော်ဆရာတပည့်များအပေါ်သာသမီများသမာအကျဉ်းတရားရင်မအထားတနာငဲ့ညာအတတ်ပညာ
နာတရားရှင်မအထာတနာငယ်ညာအတတ်ပညာလိမ္မာရင်ကြီးစင်တွေရှုလာသူဘဝကိုပင်သူမတွေ့ကြအစသာရာရာခုလိုချင်နဲ့ချစ်ချင်းမြတ်တာအယူထားလေးစားပါလို့မြတ်စရာလိမ္မာရင်ကြီးအစင်တွေရှုလာသူဘဝကိုပင်သူမတွေ့တာအစသာရာရာခွေလို့ချင်နဲ့ချစ်ချင်းမြတ်တာအယထာပါဠိအနာဂတ်ငါးဘုရားတရားကြည်မြောက်မြတ်ဆရာဘုရားဝဲရှင်သာတော်ဘုရားတရားဆရာမကြီးများဒါလုံးနောက်ပြီးတော့ဒီအခမ်းအနားကိုအခက်အခဲတွေမျိုးမျိုးကြားရနေပြီးတော့တက်ရောက်ပေးကြတယ်ဆရာမကြီးများအားလုံးကိုအထူးပဲကျေးဇူးတင်ကြပါတယ်လို့ကျွန်တော်ပြောကြရင်းနဲ့ဒီကုန်းချုပ်ပြဆရာခန္ဓာစီစဉ်300မြတ်ဆရာပူဇော်ပြင်ရောက်ရေးကော်မတီတွင်ရေးမှုဦးကျော်စရာမှာနောက်နှစ်အတွက်အစီအစဉ်များကိုတင်ပြပါမယ်ခင်ဗျာကြွားရောက်လာကြတဲ့တတိယအကြိမ်မြောက်မြတ်ဆရာပူဇော်ဝဲအခမ်းအနားကိုကြောခံဖို့ဆရာတော်ဆရာကြီးများနဲ့ဆရာမကြီးများအပါအဝင်ကျွန်တော်တို့ကျောင်းတော်သားအားလုံးကိုစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့တလုံးတစ်ဘဝတွေပြည့်စုံပါစေမင်္ဂလာမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာကျွန်တော်ကတော့အခုပြောမယ့်အစီအစဉ်လေးမှာနှစ်မျိုးလုပ်ထားပါတယ်ပထမတော့ကျွန်တော်ကျေးဇူးတင်စကားကိုပြောချင်တာကကျွန်တော်တို့အခုလိုအဖွဲ့အစည်း3နှစ်တာအတွင်းမှာ3ကြိမ်မြောက်လုပ်နိုင်တဲ့အစီအစဉ်လေးမှာကျွန်တော်တို့ခက်ခဲများကြီးနဲ့ဖြတ်သန်းအစီအစဉ်တခြားမဖြစ်ခဲ့ပါဘူးတဖြည်းဖြည်းနဲ့လုပ်တော့ဒုတိယအချိန်မှာလည်းဒီလိုပါပဲကျွန်တော်တို့လုပ်ခဲ့ကြရတာဒါပေမဲ့အခုတတိယအချိန်ကျတော့ကျွန်တော်တို့ကအလုံးအဆောင်ဖွဲ့ကိုအယောက်40နဲ့တတ်မှတ်ပြီးတော့လုပ်ခဲ့ပါတယ်အမှန်တရားကြီးတွေပါပါတယ်ကျွန်တော်ပြောချင်တာကအခုလိုဝိုင်းပြီး2ရက်ပေါင်းစုစုငွေ334သိန်း59,886.6နှစ်ကျပ်ဖြစ်ပါတယ်ယခုနှစ်အတွက်ဆရာဆရာမကြီးတဦးလျင်ငွေ3,500,000ကျပ်နှုန်းဖြင့်ဆရာဆရာမကြီး40ဦးအတွက်63,500,000ကျပ်ထူထောင်နိုင်ခဲ့ပါတယ်အထွေထွေကုန်ကျငွေဖြင့်16,16,900ကျပ်ကိုအသုံးပြုခဲ့ပါတယ်အသေးစိတ်ရှင်းတန်းကိုဗီဒီယိုဖွေအတွင်းထည့်သွင်းရိုက်ကူးပေးမည်ဖြစ်ပါတယ်ဗီဒီယိုတစ်ခွေနဲ့ဓာတ်ပုံခွေတစ်ခွေပါ CD စုံကိုကျပ်900နှုန်းဖြင့်အာဇရိယပူဇော်ဝဲဖြစ်မြောက်ရေးအဖွဲ့မှဒုတိယဥက္ကဋ္ဌဒေါ်ခင်မာကြီးအိမ်အမှတ်313ပထမဓာတ်ဗိုလ်ချုပ်လမ်းတွင်ဝယ်ယူရရှိနိုင်ကြောင်းပြောကြားခြင်းဖြင့်ဗန္ဒာရေးရှင်းတန်းကိုညီကုန်းချုပ်လိုက်ပါရရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့အစီအစဉ်900တော့ဆရာဆရာမကြီးများကိုပူဇော်ကြတော့မှာဖြစ်ပါတယ်ဆရာဆရာမကြီးများကိုပူဇော်ကြတဲ့အခါမှာကြတော့ချိုးကိုဦးလာချစ်မှတိုင်ကြအတ္တကမှာကိုပြောရဲကျောင်းသားများဖိတ်ဆွေးတဲ့အခါကျွန်တော်တို့ရဲ့နေပေါင်းများအားလုံးမင်္ဂလာပါလို့ပြောတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီထဲမှာဘယ်လိုနည်းနဲ့မှပေါ်ပြလို့မရနိုင်တော့တဲ့ကျွန်တော်တို့ရဲ့ဆရာဆရာမများရဲ့အကြောင်းကိုပေါ်ပြခဲ့ပွဲလေးဖြစ်ပါတယ်ဒါကြောင့်ဆရာဆရာမများကိုကျွန်တော်တို့ကြောက်ကြတာဖြစ်ပါတယ်ဆရာဆရာမများရဲ့စေတနာဒီယူနာစတဲ့သူ့နိုင်ရတော့အရာများအားလို့ကျွန်တော်တို့ရဲ့နှလုံး
တည်တည်ချာချာကိုကျွန်တော်တို့ပွားပြီးတော့ကြအောင်ပါလေဒါကြောင့်ဆရာများပဲဆရာမများတဲ့တော့တော်လို့ကျွန်တော်ဒီတိုင်းမှာဖြစ်ပါတယ်အားလုံးတက်ဖို့ရှိပြီးတော့ကျွန်တော်သားရရလိုက်ပြီးတော့ရွတ်ဆိုကြည့်ကြပါအားလုံးအားရပါရရွတ်ဆိုကြဖို့ဖြစ်ပါတယ်ရှေးရှုမြတ်တာဘုရုဏာနဲ့စေတနာထားမြတ်တာပွားလျက်အပြည့်ရပေါ်ကောင်းကျိုးမြော်၍တက်ကောင်းတက်ရာအဖျားပြကိုသွန်သင်ပြတာဆူဆူမှပေးခဲ့ကြပါတော့အနန္တကိုင်းဝင်ကျေးဇူးရှင်ဆရာကြီးဆရာမကြီးပေါင်းလို့ကျွန်တော်ကျမတို့ဒီဆရာကြီးဆရာမကြီးတို့ဤသွန်သင်ပြတာပညာလာဖြင့်များစွာဘဝကြည့်စေခဲ့ကြရပါလိမ့်ဆရာကြီးဆရာမကြီးတို့ဤလမ်းညွှန်ပြတာအစိုးမများဖြင့်များစွာဘဝတည်နေခဲ့ကြရပါလိမ့်ဆရာကြီးဆရာမကြီးတို့ဤယမပိသဖြင့်များစွာဘဝလှပခဲ့ကြပါလိမ့်ကျေးဇူးများစွာသူနိုင်မရများပြားလာတော့ဆရာကြီးဆရာမကြီးတို့ဤဒီလာတော့ပမာတိတို့ပညာဂုဏ်တို့ကိုလည်းအမြဲထာဝရမှတ်ရနေကြပါလိမ့်ထို့သောကျေးဇူးများစွာရှိကြပါသောဆရာကြီးဆရာမကြီးတို့ပေါ်၌ကျွန်တော်ကျမတို့သည်ငယ်စဉ်မှစယခုကြအောင်မိုင်မြတ်စွာမလိမ္မာ၍ကာယကံကိုဖြစ်၎င်းဝစီကံနှုတ်ဖြစ်၎င်းမနောကံစိတ်ဖြစ်၎င်းပြမကျူးလို့မိသည်များရှိခဲ့ပါတော့ကျင်နာတနာဝိတ္တာထားလျက်အပြစ်မယူဒီခံခွင့်တော်မူကြပါယံကာယဝစီမနောချီ၍သုံးဏီလောကသုံးတန်စေတနာသုံးဖြာကာလဝပဏာမဖြင့်ဤသဝန္ဒနာရှခိုးကြောကောင်းပါအပ်ပါသည်အနန္တဂုဏ်ကျေးဇူးရှင်ဆရာဆရာမကြီးပေါင်းလို့မာစကားပြောကြပြီးပါရဲ့ဆရာဆက်ဆုံးဝင်တယ် စင်မြေပေါ်မှာရောက်ရှိနေတဲ့ဆရာတော်ဦးသက်ဦးအမှုထားသောဆရာကြီးဆရာမကြီးများနှင့်တကွခန္ဓာသို့ကြွရောက်တက်ရောက်ကြပါသောကျောင်းသူကျောင်းသားပေါင်းမင်္ဂလာပါခင်ဗျာကျွန်တော်အနေနဲ့ဒီလိုခန္ဓာမှာစကားပြောဖို့ခရင်ပေးတဲ့အတွက်တောင်းဆိုတဲ့အတွက်အများကြီးပဲကျေးဇူးတင်ပါတယ်ဒီခန္ဓာရဲ့ကျွန်တော်အတွက်ထူးခြားချက်ကဘုထောင်ငါကျောင်းသူကျောင်းသားများရဲ့အာစီယပူဇော်ပွဲအကျဉ်းချင်းကျွန်တော်အနေနဲ့တွေ့ကြုံခဲ့ဘူးတော်လဲယခုတွေ့ကြုံနေရတဲ့အာစီယပူဇော်ပွဲမှာတက်ရောက်တဲ့ကျောင်းသူကျောင်းသားကြီးများဟာစီနီယာအကြဆုံးကျောင်းသူကျောင်းသားကြီးများဖြစ်နေပါတယ်များစွာသောတွေ့ကြုံခဲ့တဲ့အခြားသောပွဲများမှာဒီတဲ့ပို့ပြီးတော့ဂျူနီယာကြပါပို့ပြီးတော့ထင်ရှားအောင်ပြောရင်ဆရာက86 89အဲ့လောက်မှာပဲကျောင်းကိုရောက်တယ်တို့ကြောင့်ရောက်ခါစဒီကျောင်းသူကျောင်းသားကြီးများရဲ့စီနီယာအကြဆုံးပွဲမှာဒီပို့ပြီးတော့ဘလို့လေးနဲ့တဲ့စကားပြောရင်ကောင်းမလဲအုံနောက်ကစဉ်းစားရပါတယ်
အချိန်ဒီရအချိန်ချုပ်ရမယ်ဆိုတဲ့သဘောတရားလည်းတစ်ဖက်ကနားလည်ထားပါတယ်သို့တော်လည်းဆရာကို၌ကဘာသာတရားအကြောင်းအရာကိုအခြေခံကြရှင်းပြမှနားလေတဲ့ဆရာကို၌ကအုံနောက်မျိုးဖြစ်နေပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဆရာတော်ကြီးတစ်ပါးကိုသွားတရိယာဆရာတော်ကြီးတစ်ပါးကအဲ့တော့ဆရာပြောခြင်းတဲ့အကြောင်းအရာများကိုဒီဆရာရဲ့အချိန်အဖြင့်15မိနစ်ဝန်းကျင်10မိနစ်ဝန်းကျင်ပြောတကားမှများတည်